မြန်မာအသင်းကတကယ်ကိုအံအားသစ်ပွဲစမ်းဆောင်ရည်နေတဲ့သူဖိလစ်ပိုင်အသင်းကို၄ခုအချုပ်ကြီးအန်ဒါဆန်ရဲ့လက်ထက်မှာတော့တကယ်ကိုစမ်းဆောင်ရည်အပြည့်နဲ့မြန်မာအသင်းကိုဒီနေ့ကျွန်တော်မြင်ကွင်းရလိုက်တာပဲဖြစ်ပါတယ်အခုဖိလစ်ပိုင်အသင်းကိုကိုပြတဲ့နိုင်သွားခဲ့တဲ့နိုင်ပွဲကိုတချို့ပရိသတ်အကောင်းဘက်ကမြင်တဲ့သူတွေလည်းရှိသလိုတချို့အဆိုးဘက်ကနေတွေးနေတဲ့တချို့ပရိသတ်တွေလည်းဒါရှိတယ်ပေါ့နော်အဆိုးဘက်တွေးတယ်ဆိုတာလည်းဝေဖန်ထောက်ပြမှုတွေရှိလာလဲတွေ့တယ်အထူးသဖြင့်ကတော့ဒီပြိုင်ပွဲမတိုင်ခင်မှာဖိလစ်ပိုင်မှာတကယ်ကိုမိုးသက်ပြီးတော့အခုလိုပြိုင်ပွဲကိုကောင်းမွန်စွာနဲ့ရှင်မြန်ကစားနိုင်ခဲ့ပြီး၄ခုဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့တယ်လို့တချို့တွေကပြောနေကြအမျိုးရှိတယ်ဒီမိုးရွာတဲ့လူစင်းမှာတော့ကျွန်တော်တို့ဒါနန္ဒာကျော်ကိုခြံထားခဲ့တယ်နန္ဒာကျော်နေရာမှာမြတ်ဖုံးခန့်ကိုထည့်တယ်ပြီးတော့ဟိန်းထန်းအောင်နေရာမှာလွေမိုးအောင်ဒါတွဲဖက်ပြီးတော့ကစားအကျိုးဆက်ကြောင်းပေါ့နော်ကျွန်တော်တို့မြန်မာအသင်းကဆီမီဖိုင်နယ်တက်ဖို့တော့အနေငယ်ခန့်နေတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လည်းလောလောဆယ်ကစားနေတဲ့ play style တွေဒီရတော့ကျွန်တော်တို့ကောင်းကောင်းလေးမျှော်လင့်လို့လည်းရနိုင်တဲ့အနေအထားလေးရှိသေးတဲ့ခါကျတော့ကျွန်တော်တို့အားလုံးဆက်လက်ပြီးရင်ခုန်ရသွားမလားဆိုတော့ကျွန်တော်တို့လက်ကျန်ပွဲစဉ်တွေမှာဆက်လက်စောင့်ကြည့်နေရအောင်မှာပဲဖြစ်ပါတယ်